ဒလီယာကျောင်းအားကစားပြိုင်ပွဲအတွက် White Cat အဖွဲ့က Black Dog အဖွဲ့ကအပြင်းထန်လေ့ကျင့်နေကြပါတယ်။ရိုမီယိုနဲ့ဂျူလီယက်ကတော့ခိုးချင်းတွေ့နေကြပြီးရိုမီယိုဟာဂျူလီယက်ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပေးမဲ့ထမင်းဘူးလေးကိုသူ့အတွက်ပြင်ဆင်ပေးဖို့တောင်းဆိုနေပါတယ်။ဂျူလီယက်ဟာရိုမီယိုအတွက်သူကိုယ်တိုင်ချက်ပြုတ်နေပါတော့တယ်။ကြိုးစားချက်ပြုတ်နေပေမဲ့လည်းတခါမှမီးဖိုချောင်မဝင်ဘူးတာမို့သူ့အတွက်တော်တော်ခက်ခဲပါတယ်။စားစရာတွေရလာချိန်မှာတော့ရိုမီယိုနဲ့နှစ်ယောက်အတူတူစားဖို့ပြင်ဆင်နေချိန်မှာပဲချာမင်းသမီးလေးရောက်လာပြီးစားစရာထည့်ထားတဲ့ချင်းလေးကိုယူပြေးပါတော့တယ်။အဲ့နောက်စကော့ပါအဲ့ဒီချင်းလေးကိုလူရက်နေပြီးနောက်ဆုံးမှာတော့အဲချင်းလေးဟာတဲတဲရီတုံဖြစ်သွားတယ်လို့ဘယ်သူမှမစားလိုက်ရပဲဝက်စာဖြစ်သွားပါတော့တယ်။သူ့အတွက်အမျက်တနိုးနဲ့တေချာပြင်ဆင်ချက်ပြုတ်ပေးထားတဲ့စားစရာလေးမစားလိုက်ရတဲ့နောက်မှာတော့စိတ်ပြက်လက်ပြက်ဖြစ်သွားပါတယ်။ဒါပေမဲ့ဂျူလီယက်လေးဟာသူချက်ပြုတ်နေရင်မီးတူးသွားတဲ့ကူကီလေးကိုထုတ်ပြီးကျွေးလိုက်တဲ့အခါမှာတော့အရသာမကောင်းပေမဲ့မချစ်တော့လဲအောက်ကနန်းကဂျူလီယက်လေးစိတ်မကောင်းဖြစ်မှဆိုပြီးအတင်းစားနေပါတော့တယ်။ကျောင်းအားကစားပြိုင်ပွဲအတွက်အားလုံးကအပြင်းထန်လေ့ကျင့်နေကြပေမဲ့ရိုမီယိုကတော့ပါဝင်ရှုပ်ပြိုင်ဖို့စိတ်ကူးမရှိပါဘူး။စကော့နဲ့ရိုမီယိုအချင်းများနေတော့ White Cat အဖွဲ့ဝင်ဖြစ်တဲ့အာဘီနဲ့ဆိုမာလီတို့ရောက်ရှိလာပါတယ်။အာဘီဟာဂျူလီယက်ကိုထိကပါဒီကပါလုံးနေတာမြင်လိုက်ရတော့ရိုမီယိုခမရီးစားလူနုဥနုကျွဲခတ်ဆိုသလိုစိတ်ဆိုးဒေါသတွေထွက်နေပါတော့တယ်။စကော့ကလည်းသူတို့ခေါင်းဆောင်ကိုအီစီကလီလောက်တာမြင်နေရတော့ဒေါသထွက်နေပါတယ်။ဒီနေ့မှာတော့ဂျူလီယက်ဟာပြိုင်ပွဲမှာ MVP ရဖို့ဆိုပြီးရိုမီယိုကိုအတူလေ့ကျင့်ဖို့အကူအညီတောင်းခဲ့ပါတယ်။ရိုမီယိုကမင်းပါလို့ဒီပြိုင်ပွဲမှာ MVP ရချင်နေတာလဲဆိုပြီးမေးလိုက်ပါတယ်။ငါ MVP ရရင်ငါအတိုင်းဝိုင်းမှာငါကုန်သတင်းကြော်စောလာမယ်။ပြီးရင်ငါမသိသေးတဲ့ငါအဖေเจ้าကိုလည်းပြောပြမယ်ဆိုပြီးငါအမေကတတိပေးထားလို့ပါလို့ပြောပြလိုက်ပါတယ်။နောက်တစ်ခုကပြိုင်ပွဲမှာ MVP ရတဲ့သူဟာကြောင်းခန်းမထဲမှာကိုကြိုက်တဲ့သူနဲ့တူတွဲကခွင့်ရမှာလေဆိုပြီးပြောခဲ့ပြီးနောက်မှာတော့ရိုမီယိုတယောက် motivation တွေဝင်လာပြီးဂျူလီယက်လေးနဲ့တူကန်နိုင်ဖို့အတွက်ပြိုင်ပွဲထဲဝင်ပြိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဒလီယာကျောင်းကြီးရဲ့အားကစားပြိုင်ပွဲကြီးစတင်ပါတော့တယ်။ပြိုင်ပွဲဝင်တွေအားလုံးဟာစူးစမ်းပန်းစားချိပြိုင်ကြတော့မှာမို့ MVP ရဖို့ကရိုမီယိုအတွက်လွယ်ကူမှာမဟုတ်ပါဘူး။ပြိုင်ပွဲဟာအကျိတ်အနေရှိပြီးသူနိုင်လိုက်ကိုနိုင်လိုက်နဲ့အမှတ်တွေကွာဟမနေပါဘူး။ဒီလိုနဲ့အာဘီဟာရုပ်မှာအကောက်ကျန်ပြီးဂျူလီယက်ကိုပြိုင်ပွဲမှာဆက်လက်မရှုပ်ပြိုင်နိုင်အောင်လို့ဒဏ်ရာရအောင်ဆိုမာလီကိုစေခိုင်းလှုပ်ဆောင်ပါတော့တယ်။ဂျူလီယက်ကုန်သတင်းကြဆင်းသွားရင်သူဟာ White Cat အဖွဲ့ခေါင်းဆောင်တစ်ဖြစ်လာဖို့အကြံစီးနေပေါ့။ဂျူလီယက်ဒဏ်ရာရနေတာကိုသိသွားတဲ့ရိုမီယိုတယောက်ချက်ချင်းပဲပြေးသွားဖို့ကြိုးစားခဲ့ပေမဲ့ချာမင်းသမီးလေးကတားလိုက်ပါတယ်။လူတွေအများကြီးရှိမှဖြစ်နေလို့သူတို့ရဲ့ဆက်ဆံရေးကိုဖုံးကွယ်ထားရပေမဲ့ရိုမီယိုရဲ့မျက်လုံးထဲကဒေါသတွေကိုတော့ဘယ်သူမှမတားနိုင်တော့ပါဘူး။ဂျူလီယက်တယောက်ဒဏ်ရာကြောင့်ပြိုင်ပွဲကိုဆက်မရှင်ပြိုင်နိုင်တော့လို့ဝမ်းနဲ့ငိုကြွေးနေပါတော့တယ်။ခုလိုဖြစ်အောင်အာဘီနဲ့သူ့အဖွဲ့တွေလုပ်ခဲ့တာလို့ချာမင်းသမီးလေးကရိုမီယိုကိုပြောပြခဲ့ပြီးနောက်မှာတော့ရိုမီယိုတယောက်ပြိုင်ပွဲရဲ့ MVP ထက်သူ့ချစ်သူဂျူလီယက်လေးအတွက်ဘေးကင်းလုံခြုံမှုနဲ့လက်တော့ပြန်ဖို့ဆုံးဖြတ်လိုက်ပြီးသူနဲ့အာဘီရဲ့ရှင်ပြိုင်မှုကိုလည်းလာကြည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အာဘီဟာ Black Dog ပြိုင်ပွဲဝင်တွေရှင်ပြိုင်လို့မရအောင်သူတို့တောက်မဲ့ရည်တဲ့အိတ်ဆေးထက်ကအကောက်ကျန်ပြီးပြိုင်ပွဲကိုအနိုင်ယူဖို့ကြိုတင်ကြံစီထားပါတယ်။ကြံစီထားတဲ့အတိုင်း Black Dog အဖွဲ့ဝင်တွေတယောက်ပြီးတယောက်လည်းကြာသွားပါတယ်။နောက်ဆုံးရိုမီယိုနဲ့မာယူနှစ်ယောက်ပဲကျန်ပါတော့တယ်။အဲ့ချိန်မှာပဲဂျူလီယက်လေးဟာယောက်ျားလေးလိုဝစ်ဆင်လာပြီးသူတို့နှစ်ယောက်ကိုအနိုင်ရရှိဖို့အော်ဟစ်အားပေးနေပါတယ်။အနိုင်ရလက်ထက်အာဘီကိုလက်စားချေတင်ငန်းစာပေးဖို့အတွက်နောက်ဆုံးပွဲစဉ်ကိုအစွမ်းကုန်ဆင်နွှဲပါတော့တယ်။နောက်ဆုံးမှာတော့ရိုမီယိုတို့အနိုင်ရသွားပါတယ်။ဒါပေမဲ့ရိုမီယိုအတွက်တော့အနိုင်ရလက်နဲ့ MVP ဆုထက်ဂျူလီယက်လေးရဲ့တောကကင်းမှုကပိုအရေးကြီးနေခဲ့တာမို့သူတို့ဟာ White Cat ခေါင်းဆောင်ဖြစ်တဲ့ဂျူလီယက်လေးနဲ့မရှင်ပြိုင်ရသေးလို့အနိုင်မရသေးဘူးလို့ဆိုကာဂျူလီယက်ကိုသူနဲ့ရှင်ပြိုင်ဖို့စိန်ခေါ်လိုက်ပါတယ်။ရိုမီယိုရဲ့စိတ်စေတနာကိုသိပြီးဂျူလီယက်လေးဟာရိုမီယိုနဲ့ရှင်ပြိုင်နိုင်ဖို့ချာမင်းသမီးလေးကိုအကူအညီတောင်းလိုက်ပါတယ်။အချစ်အတွက်တိုက်ပွဲဝင်ခဲ့တဲ့ရိုမီယိုရဲ့စူးစမ်းမှုကအရာထင်ပါမလားဆိုတာနောက်လာမယ့်အပိုင်းမှာဆက်လက်ကြည့်ရှုကြဖို့ channel လေးကို like နဲ့ subscribe လုပ်ပေးခဲ့ပါဦး။